စားထုတ်ခံရသူလင်းထက်တယောက်မိုးကုတ်မြို့နာကတောင်ပေါ်ရွာလေးတရွာကိုအလုပ်ကိစ္စနဲ့ရောက်လာတယ်။တဲခုစီကနေရရှားတာကြောင့်ရွာလူကြီးကနှစ်တရာကျော်တက်တန်းရှိပြီဖြစ်တဲ့မြန်းနန္ဒအိမ်ကြီးမှာပဲတညတဲဖို့စီစဉ်ပေးလိုက်တယ်။ဒီအိမ်ကတရေ6တယ်လို့သတင်းထွက်နေတာကိုသူကြားထားပေမဲ့လင်းထက်ကဒါတွေကိုအယုံကြည်မရှိဘူး။သူကအပေါ်ဓာတ်အခန်းကျဲတစ်ခန်းကိုရွေးလိုက်ပြီးသူ့ပစ္စည်းတွေကိုနေရာချလိုက်တယ်။9 နာရီလောက်မှာသူကမီးစက်ကိုဖွင့်ပြီးသူ့ laptop နဲ့အလုပ်စလုပ်နေခဲ့ပါတယ်။အိမ်ကြီးတစ်ခုလုံးကတိတ်ဆိတ်နေတယ်။မထင်မှတ်ပဲကျွေးဆိုတဲ့အတန်ကိုအောက်ထပ်လှေကားကနေသူကြားလိုက်ရတယ်။လင်းထက်ကလုံလက်စားအလုပ်တစ်ကိုရက်ပြီးနားဆွင့်လိုက်တယ်။သူ့စိတ်ထဲမှာဓာတ်သားအိမ်ဟောင်းမို့လေတိုက်လို့အတန်မြည်တာဖြစ်ရမယ်။သူစပြီးစဉ်းစားလိုက်တယ်။ပြီးတော့သူကအလုပ်ကိုပဲအာရုံစိုက်လိုက်တယ်။ည10 နာရီလောက်ရောက်တော့သူ့အလုပ်ထဲမှာအာယုံနစ်နေတုန်းမှာပဲနောက်ထပ်ထူးဆန်းတဲ့အတန်တစ်ခုကိုသူရုတ်တရက်ကြားလိုက်ရပြန်တယ်။သူ့အခန်းတကားကိုသုံးတယောက်ကလက်သေးနဲ့ချစ်နေတယ်လို့ချစ်ဆိုတဲ့အတန်ဖြစ်နေတယ်။ဒီတစ်ခါတော့လင်းထက်စိတ်ထဲမှာထိတ်ခနဲဖြစ်သွားတယ်။သူ့ပတ်ဝန်းကျင်မှာသူတယောက်တည်းမဟုတ်ဘူးလို့သူချက်ချင်းတန်တရားဝင်သွားတယ်။သူကခြေတံလုံးအောင်ဖြည်းဖြည်းချင်းထိုင်ရန်ကနေထားလိုက်တယ်။ပြီးတော့တကားစီကိုဖြည်းဖြည်းချင်းရှောက်သွားပြီးမျက်လုံးပေါက်ကနေချောင်းကြည့်လိုက်တယ်။အပြင်ဘက်ဇင်းညံလမ်းမှာဘာမှမရှိတော့တာကိုသူတွေးလိုက်ရတယ်။လုံးဝတိတ်ဆိတ်ပြီးအမှောင်ကျနေတယ်။သူကစိတ်ထင်တာဖြစ်မယ်လို့တွေးလိုက်ပြီးအလုံးစပွဲစီပြန်လှည့်လာခဲ့တယ်။မထင်မှတ်ပဲနောက်တစ်စက္ကန့်မှာပဲအဲ့ဒီချစ်ဆိုတဲ့အတန်ကသူ့နောက်ကျောဘက်ကပရင်းပေါက်ကနေထွက်လာပြန်တယ်။လင်းထက်တကူလုံးကြက်သိမ်းမွေးချင်းထသွားတယ်။သူကစက်ခနဲ့ပရင်းပေါက်ကိုလှည့်ကြည့်လိုက်တယ်။ဒါပေမဲ့ပရင်းပေါက်ပေါ်မှာဘာမှမရှိဘူး။ဘသူကဒီပေါ်တဲ့ပရင်းမောက်ကိုအပြင်ကနေလာချစ်နိုင်မှလဲဆိုတာကိုသူစပြီးစဉ်းစားပါတော့တယ်။သူ့စိတ်ထဲမှာဒီနေရာကလုံးဝမလုံခြုံတော့ဘူးလို့ခံစားလာရတယ်။ည7 နာရီထိုးကန်နီးမှာပဲဒုက္ခနဲ့အတန်နဲ့အတူမီးစက်ကရုတ်တရက်ရက်သွားတယ်။အခန်းတစ်ခုလုံးချက်ချင်းပဲအမှောင်တိကျသွားတယ်။အဲ့ဒါကိုတွေ့ပြီးနောက်မှာလင်းထက်ကထိတ်လက်မသွားပဲသူ့အိတ်ကက်ထဲကဖုန်းကိုအမြန်ထုတ်ဖို့ကြိုးစားလိုက်တယ်။သူဖုန်းကိုစမ်းပြီးဖွင့်နေတော့မှပဲသူ့အခန်းတကာကအကျွေးဆိုတဲ့အတန်ကျဲကြီးပေးပြီးသူ့လိုဖြည်းဖြည်းချင်းပွင့်လာခဲ့တယ်။လင်းထက်ကအသက်ရှူဖို့တောင်မေ့သွားတယ်။သူကဖုန်းမီကိုအမြန်ဖွင့်လိုက်ပြီးတကားဝါကိုထိုးလိုက်တယ်။သူ့ဖုန်းမီရအောင်မှာဈေးညံလန်းအမှောင်တို့မှာအရက်ရှိနဲ့ပိန်လီလူတယောက်ရဲ့ပုံတံတစ်ခုရက်နေတာကိုသူသတိပြုမိသွားတယ်။ဘယ်သူလဲလင်းထက်ကအတန်တုံနဲ့အော်မေးလိုက်တယ်။အဲ့ဒီပုံရိပ်ကမလုံးမရှက်ရက်နေတော့မယ်။ပြီးတော့6ကက်ကနဲ့အကွဲနေတဲ့အတန်ကြီးနဲ့စကားတစ်ခုပြောလိုက်တယ်။ငါမင်းကိုစောင့်နေတာလင်းထက်ကအကြောက်လုံးလို့နောက်ကိုချစ်တလန်းဆုပ်လိုက်တယ်။အဲ့ဒီပုံရိပ်ကအခြေတံမကြားရပဲဖြည်းဖြည်းချင်းသူ့အခန်းထဲကိုဝင်လာခဲ့တယ်။သူကဖုံးမိကိုအဲ့ဒီအရာရဲ့မျက်နှာစီကိုတေချာထိုးကြည့်လိုက်တယ်။အဲ့ဒါကိုတွေးလိုက်ရတဲ့နောက်မှာတော့လင်းထက်တယောက်သွေးပြတ်မတက်အော်ဟစ်မိပါတော့တယ်။အဲ့ဒါကလူမျက်နှာတစ်ခုမဟုတ်ဘူး။မျက်လုံးတွေရှိရမယ့်နေရာမှာဟောက်ပတ်ဖြစ်နေတဲ့တွင်းသက်ကြီးနှစ်ခုပဲရှိတယ်။ပါဇက်ကနေနရွက်တိုင်အောင်စုပ်ပြဲနေပြီးသူ့ကိုမချိပြုံနေတယ်လို့ဖြစ်နေတယ်။အဲ့ဒီတတော်ကြီးကသူ့ရဲ့6တွင်းနေတဲ့လက်ရှိကြီးတစ်ဖက်ကိုလင်းထက်စီကိုဆန့်တန်းလိုက်တယ်။ပြီးတော့နောက်ဆုံးစကားတစ်ခုကိုပြောလိုက်တယ်။မင်းငါနေရာကိုလာယူတာပဲ။လင်းထက်ရဲ့အော်တန်ကအိမ်ကြီးထဲမှာပဲ့တင်ထက်သွားပြီးသူ့လက်ထဲကဖုန်းလေးကျမ်းမြင့်မို့ပြုတ်ကျသွားတယ်။မီးရောင်ပြောက်ကွယ်မသွားခင်နောက်ဆုံးသူမြင်လိုက်ရတာကတော့အဲ့ဒီမျက်နှာပြက်ကြီးကသူ့အပေါ်ကိုအချိန်နဲ့ခုံအောင်လိုက်တဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ဇလန်းလေးကတော့ဒါပါပဲရှင်။ကျေးဇူးအများကြီးတင်ပါတယ်။